တဲ့တကြအရန်ပြောဖို့ကောင်းပါလေဒါလေးတော့ညာကြီးပဲနော်ဒီနေရာတကြံအကြမြင်ဘယ်လောက်ပြောလောင်းနေကြီးချက်တောင်ပူပြောရေတွေနဲ့ဂျယ်ရီတော့အတွင်းနေရတော့ကျင်းကျူးနဲ့ပတ်တာတော့အတွင်းရတယ်ချီတော့အရန်ကောင်းပါလေကျွန်မစဉ်းစားမိတာတစ်ခုရှိတယ်ရေတွေပြောပြီးတဲ့ဂီတာနဲ့ကျင်းကျူးပြောပြီးတဲ့ဂီတာကိုအခုပေါင်းလိုက်ပေါ်ခေါက်ရတယ်ပါသူတို့နှစ်ယောက်ကလူတို့ရတဲ့သူတတ်တဲ့ဂီတာနဲ့ပြောပြကြတာလေညီမချစ်ချစ်တို့တယ်တေချာပြောရင်သူတို့နားတယ်ပါရှုမိပြောတာမှန်တယ်ဂီတအမျိုးအစားမတူပေမဲ့ရည်ရွယ်ချက်ချင်းတူတဲ့သူတို့နှစ်ယောက်ကိုပေါင်းစပ်ဖို့စူးစမ်းကြည့်ရမယ်ရဲလေးနဲ့ကိုစိန်တို့ကြီးကိုပြောင်းအောင်ပြောကြည့်ရပါတော့အစင်ပြပါစေတော့စိုးတတ်ပါလေကိုရဲ့ချယ်တို့ဖွဲ့ကိုလေမန်းလေးပြိတ္တာကအရန်အားပေးရပဲကိုစိန်တို့ဖွဲ့ကိုလည်းသဘောကျကြရသိလားဟာနေရောညချယ်ရီမန္တကစီကားနေရပဲချယ်ရီရှင်နဲ့အပျော်တွေကလေအဲ့မန္တလေးကကျုံးရည်လိုပဲပြည့်ရှမ်းနေရပဲစားရကွင်းရဲရဲကိုကျေးဇူးပါပဲကွာဟောရဲ့ငါဒီနေ့မင်းကိုခေါ်ပါလေခုကြီးကြောင်းစရာတခုထပ်ရှိလာလို့တို့ကွာအခုဆိုရင်တကြံအတက်နေကိုရောက်တော့မှာပျော်စရာအကောင်းဆုံးအချိန်ကြီးကိုနှုတ်ဆက်ရတော့မယ်ပေါ့ကွာအဲ့ဒီအချိန်မှာပျော်စရာအကောင်းဆုံးအစီအစဉ်ဖြစ်အမင်းတို့အဖွဲ့နဲ့ကိုစိန်တို့အဖွဲ့ကိုပေါင်းပြီးနှုတ်ဆက်တဲ့အစီအစဉ်အနေနဲ့မဖြစ်နိုင်ပါဘူးကွာဘလို့မပေါင်းဆက်လို့မဖြစ်နိုင်ပါဘူးအရှိနဲ့နောက်ဆိုတာတီးကြသည်ရှိနေတဲ့စန့်ကျင်ပဲအရင်တစ်ခုပါသူ့ဟာနဲ့သူရှိပါစီကွာနေထွက်တာနဲ့နေဝင်တာပဲကွာတာပါကွာအရှိနဲ့အနောက်ဆိုတာနေမီးသွားလမ်းကြောင်းတစ်ခုတည်းပေါ်မှာပဲရှိနေတာအေးအဲ့လိုပဲဂီတဆိုတာလေဘယ်ဂီတပဲဖြစ်ဖြစ်အမှုပညာလမ်းကြောင်းတစ်ခုတည်းပေါ်မှာပဲရှိနေ